ဒီနေ့ဒီဗီဒီယိုလေးကမြန်မာနိုင်ငံရဲ့ရွှေဈေးငွေဈေးနဲ့နိုင်ငံတကာရဲ့ရွှေဈေးငွေဈေးတွေကိုဘယ်လိုကြည့်ရမလဲဆိုတာကျွန်တော်ပြပြပြီးတော့ဒေါ်လာယွမ်ထိုင်းဘတ်မြန်မာငွေဘယ်လိုကြည့်ရမလဲဆိုတာကျွန်တော်ပြပြပြီးတော့မှာပေါ့နော်ဆိုတော့ပထမအဆုံးအနေနဲ့ကျွန်တော်တို့ Play Store ထဲမှာသွားပေးရပါမယ်အရင်တော့ဆိုရင်တော့ကျွန်တော်တို့ Google Chrome ကနေမှာ Chrome တဲ့တစ်ချက်ဝင်ပြီးတော့ပြီဆိုရင်US dollar to မြန်မာကျပ်တို့အဲ့လိုရိုက်ရတာရှိတယ်ပေါ့နော်ဒါပေမဲ့ဒီခုကကျွန်တော်တို့တည်တဲ့သူကတော့ကြော်သွားပေးလို့ရတယ်မတည်တဲ့သူတွေအတွက်ရည်ရွယ်မှာကျွန်တော်အနေနဲ့တင်ဆက်ခြင်းဖြစ်တယ်ပေါ့နော် Play Store ထဲဝင်ပြီးတော့ပြီဆိုရင်ဒီ search bar ထဲမှာမြန်မာ market price ဆိုမှတခြားရိုက်ထည့်ပြီပေါ့နော် Okay ပြီးတော့ပြီဆိုရင်ဒီကောင်လေးပေါ့ကျွန်တော်ဒီမှာတစ်ခုမှချင်တာကဒီရဲ့လက်ရှိကိုနေတဲ့နေရာနဲ့ဒီရဲ့ပေါက်စင်တွေကကြတော့အနည်းငယ်ကွာဟမှုတော့ရှိနိုင်တယ်ပေါ့နော်တနေရာနဲ့တနေရာကတော့မတူဘူးဆိုတော့ array အနေနဲ့သိချင်တယ်ဆိုရင်တော့ဒီရဲ့ application ကလေးမှာကြည့်ပေးရမှာပေါ့နော်ဒါလေးကိုကျွန်တော်အနေနဲ့အရင်ပြောချလို့တယ်ပေါ့နော်ဆိုတော့ကိုယ်အနေမှာဒီရဲ့ application download မဆွဲရသေးဘူးဆိုရင်ဒီကောင်လေးကို download ဆွဲလိုက်ပါ download ဆွဲပြီးတော့ပြီဆိုရင်ကျွန်တော်တို့အနေနဲ့ open လေးကိုတစ်ချက်နှိပ်လိုက်ပါဆိုတော့ဒီလိုပုံစံလေးပေါ်လာမှာပေါ့နော်ဆိုတော့ဒီအပေါ်မှာကျတော့ရွှေဈေးနှုန်းကိုပြောပြပေးတယ်ဒီရဲ့ current exchange ကကျတော့ငွေဈေးနှုန်းပေါ့နော်ငွေဈေးနှုန်းကိုတွားနေမှာပြောပြထားပေးရပေါ့နော်ပြီးတော့ပြီဆိုရင်အောက်ကကျတော့ဒီဇယ်တို့ဓာတ်ဆီတို့တွားနေမှာပြောပြပေးရပေါ့နော်ဆိုတော့ပထမအဆုံးအနေနဲ့ကျွန်တော်တို့ရွှေဈေးနှုန်းကိုတစ်ချက်သွားကြည့်အောင်ကမ္ဘာရွှေဈေးပေါ့နော်ဒါကမ္ဘာရွှေဈေးကဒီလောက်ရှိရပေါ့နော်ကိုကနေမှာအသက်လာအကျလာသိချင်တယ်ဆိုရင်ဒီမှာကြည့်လို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ကအများတော့အဖြစ်မြန်မာကိုပဲကြည့်တာများတယ်ပေါ့နော်15ပဲရေတစ်ချက်သားဆိုရင်ဘယ်လောက်လဲဟာလား16ပဲရေ15ပဲရေပြန်ကြည့်လို့ရတယ်တက်တာလားကျတာလားဘယ်လောက်တက်လဲဘယ်လောက်ကျလဲဒီမှာတခုပြောပြပေးမှကအနီရောင်ဟာဆိုရင်ကျတယ်ဒီလိုဟာဆိုရင်ကျတယ်အစိမ်းရောင်အပေါ်ဘက်များထိုးထားတယ်ဆိုရင်ဒါစီတက်တယ်လို့ပြောပြပေးရနော်ဒါရွှေဈေးကြည့်တဲ့ဟာလေးပေါ့နော်ပြီးရင်နောက်တစ်ခုကကျတော့ငွေဈေးကြည့်တဲ့ဟာလေးပေါ့ဒီမှာ US ဒေါ်လာဆိုရင်မြန်မာငွေအနေနဲ့ဆိုရင်4590ဒါအဝယ်အယောင်းတွေတွားနေမှာပြပြပေးတဲ့ဟာလေးပေါ့နော်ကိုကနေမှာဒီ application ကြည့်ရှိတယ်ဆိုရင်ကျွန်တော်အနေနဲ့ပုံမှန်အဆင်ပြေတယ်ဥပမာကျွန်တော်အနည်းဆက်ဆုံးဖြစ်တဲ့ဒေါ်လာဆိုရင်$ကိုလက်ရှိရောင်းတာဆိုတော့4590ဆိုတော့$ကိုarray အနေနဲ့ကျွန်တော်တို့တွက်မယ်ဆိုရင်4500အဝင်ချင်းတွက်ပေးလို့ရတယ်ပေါ့နော်ဒေါ်လာထိုင်းဘတ်ယွမ်ဘာလို့ပေါက်နေတာလဲဆိုတာပြောပြပေးရပါတော့ဆိုတော့ဒီနေ့ဆိုရင်အကုန်လုံးတက်တယ်အကုန်လုံးတောက်လျှောက်တက်တယ်ပေါ့နော်ဘယ်နေ့လုံးကဘယ်လောက်ထိအခြေအနေရှိပြီးမှဒီနေ့မှာဘယ်လောက်ထိရှိသွားတာလဲဆိုတာကြည့်လို့ရတယ်မှာပေါ့နော်ဒီမှာဆိုရင်ဒီနေ့ဆိုရင်ထိုင်းဘတ်လေးတက်တယ်ဒေါ်လာလေးရတက်တယ်ယွမ်ဆိုလည်းတက်တယ်မနီညာဆိုရင်633ပဲရှိတယ်ဒီနေ့ဆိုရင်639အဲ့လိုရှိရပေါ့နော်ဆိုတော့နေဆက်မှာနေတဲ့လူတွေကပိုပြီးမှသိတာလိမ့်မယ်ဟိုမှာမြန်မာနိုင်ငံအလဲပိုင်းတို့အောက်ပြီးတို့အဲ့လိုနေဆက်နဲ့မနီးတဲ့လူတွေကတော့နည်းနည်းလေးအလံဝေးတယ်ပေါ့နော်ဒီကောင်လေးကိုဒါပေမဲ့ကိုကနေမှဒီရဲ့ application နဲ့ကြည့်မယ်ဆိုရင်တော့သိနိုင်တယ်ပေါ့နော်ခဏကပြောပြတော့ပြီးတဲ့ဟာလေးကကျတော့ငွေဈေးနှုန်းပေါ့နော်ပြီးတော့ပြီဆိုရင်ကျွန်တော်တို့ဒီဇယ်တို့တက်စီတို့ရန်ကုန်မှာလားရှမ်းပြည်မှာလားဒီလိုတစ်ချက်ပြန်ရင်မှကိုကနေမှပြန်ချိန်ကြည့်လို့ရတယ်ပေါ့နော်ဒီခုဆိုရင်အကုန်လုံးတက်တယ်ပေါ့နော်ဒီနေ့ကတော့တော်လေးကိုတက်တယ်မှာပေါ့နော်ဒါသူ့ရဲ့ဒီဇယ်နှုန်းတွေတလီတာဘယ်လောက်ပေါက်တာလဲဆိုတာလေးကိုသူကနေမှတင်ပြလိုက်ဟာပေါ့နော်တချို့ဟာလေးလန်ခီးအဆင်မပြေတဲ့ဟာလေးဝေးတဲ့ဟာလေးဆိုရင်တော့ဒီထက်ပိုမှပေါက်တယ်ပေါ့နော်ထားပါကိုယ့်ရဲ့နာမည်ချင်းတွေပေါ်မူတီမှာကွာတော့တဲ့အပိုင်းလေးတွေပေါ့နော်ဆိုတော့ကျွန်တော်ဒီနေ့ပြောပြပေးတဲ့အပိုင်းလေးကကျတော့ရွှေဈေးနှုန်းရှိရပေါ့နော်ရွှေဈေးနှုန်းဆိုရင်တော့ကျတယ်ငွေဈေးနှုန်းကအကုန်တက်တယ်ပေါ့နော်ငွေဈေးနှုန်းအကုန်တက်တယ်ပြီးရင်ဒီရဲ့ဒီဇယ်တို့ဓာတ်ဆီတို့လည်းတက်တယ်ပေါ့နော်ရွှေဈေးငွေဈေးဒီဇယ်ဓာတ်ဆီတွေအဲ့ဒါလေးသိချင်တယ်ဆိုရင်တော့ဒီရဲ့ application လေးကို download ဆွဲထားပါတော့ကျွန်တော်ကနေမှဒီရဲ့ application ပဲသုံးတယ်ပေါ့နော်ဒီနေ့ပေါက်စေဘယ်လောက်ရှိတာလဲကိုကနေမှသူများမမေးချင်ဘူးအလင်းမြန်သိချင်တယ်ဆိုရင်ဒီရဲ့ software လေးကနေမှကိုဖန်ကိုကြည့်လို့ရတယ် Okay အားလုံးအတွက်အကျိုးရှိမယ်လို့ယူဆပါတယ်တခြားသိချင်တဲ့အကြောင်းအရာတွေများရှိတယ်ဆိုရင်လည်း comment အောက်မှာရေးခဲ့ပေးလို့ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်